အကုန်လုံးထုတယ်အေးနင်တော့ဘယ်တော့ပဲထုထုပလင်းပွဲကိုသွေးလို့စိန်ဖြစ်မှန်ထင်တာညီမဒီမှာပတ်တီးရောင်းလား ညီမတို့ဆိုင်မှာပတ်တီမရှိပါဘူးကိုဒီချိန်ပတ်တီကဘာလို့ပေါ့လဲပတ်ဆက်လေတမခံရပြန်ပြီလားဩမဟုတ်ပါဘူးဒီမှာပတ်တီးရှိပါတယ်ဟိုတနေ့ကကျွန်တော်ကိုယ်တိုင်တွေ့ရဟာ အခုရပတ်တီနဲ့ပတ်ထုံးနဲ့မှပြောတာလားဟောပတ်တီးနဲ့ပတ်ထုံးနဲ့ကတော့အတိတာကြီးလေဘယ်တဲ့ဟိုပတ်တီအခုတွေးခဲ့ရင်လည်းကိုပဲရှာလိုက်တော့ကိုကြီးဟောဒီမှာအဲ့ဒါတက်ခဲလေအခုပြောတဲ့ပတ်တီနဲ့ဘာဆိုင်လို့လဲဩအဲ့ဒါဆိုရင်တက်ထဲမှာအာရခတက်တော်ဘယ်လိုခေါ်လဲအေးတက်ခဲလို့ခေါ်တယ်လေအေးတကယ်အေးအဲ့ဒါကအာနာမသိန်းခင်2021တုန်းကခေါ်တဲ့နာမည်နော်အာနာသိန်းပြီးတဲ့နောက်ပိုင်းမှာတို့ဗျူဟာမူးတွေတမမူးတွေစစ်ဘိုလ်မူးတွေသူတို့ကိုယ်တိုင်ကကြောက်လန့်ပြီးတော့တင်စားတဲ့နာမည်ပြောင်းဒါကြတော့ပတ်တီးလို့ခေါ်တယ်ဒါနာမည်ပြောင်းကချင်ပြည်နယ်မှာ KIA ဘက်ကနေပြီးတော့အေရဝင်တီးလိုက်တာဟောပါတမမူးတို့ဘာလဲဗျူဟာမူးတို့အကုန်ထိကုန်တာလေအကုန်ထိကုန်တာရှမ်းမြောက်မှာဆိုရင်လေအေအေဝင်တီးပလိုက်တာ69တက်မှမူးဆိုတာဟာတခါတန်းခန့်တာလေချင်းဆိုရင်လေဒါအေရောက်ဝင်ပြီးတော့ပူပေါင်းပြီးဝင်တီးတာပဲအခုကလည်းမကွေးဆိုရင်လည်းအဲ့တိုင်းပဲမကွေးဆိုရင်မကွေးမှာရှိတဲ့ PDF ကလေးတွေနဲ့အေအေနဲ့ဝင်တွဲပြီးတော့ဝင်တီးပြတာဟောဘာလဲစစ်မှုထမ်းအစ်စ်တွေပါလေဆိုအကုန်သိကုန်တာလေနည်းနည်းနော်သိတာမှမဟုတ်တာအေးအဲ့တိုင်းပဲအခုအေယာဝတီဆိုရင်အဲ့တိုင်းပဲ PDF တွေနဲ့တွဲပြီးတော့အေဝင်တီးတာအဲ့ဒါလည်းနည်းနည်းနော်ထိတာမဟုတ်ဘူးတနိုင်ငံလုံးအတိုင်းတာမှာစစ်တပ်ကိုပတ်တီးတာဆိုလို့အေတဖွဲ့ပဲရှိတာဟိုငါတော့မနေပြေးရလို့မလေးနှုတ်ရှင်ဒီချိန်ဆိုအသက်တောင်ရှိမှာမဟုတ်တော့ဘူးတို့စစ်တပ်ဘက်ကဗိုလ်ချုပ်တွေဆိုရင်အေကိုလေဗာလဲပတ်တီးလို့တင်စားခေါ်ကြတာနာမည်ပြောင်နဲ့ခေါ်ကြတာပေါ့ညီမရဲ့အေကိုဓာတ်ခဲလို့ဘယ်သူမှမခေါ်တော့ဘူးနော်အချောချာအာနာရဲလာမင်းကိုသူတို့နေနေကြစကမြို့သားလုံးကြုံရေးဆိုတာကြီးကတကယ်တမ်းသူတို့ရဲ့ကျိုးစီပါ Hey နောက်မှငိုတဲ့နေကြမင်းရဲ့အမေရဲ့ရေးစားတွေလားမင်းရဲ့မုံဆိုးမလောင်နေတာမှမဟုတ်မင်းဖားသူကလေးလားနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညိုမှမရှိတဲ့မင်းလို့ပြမဲ့စတားတယောက်ကိုတပ်ဖို့မချိုးစားနေတော့စူးမြောက်ကလေးကတဲ့နေကြမင်းတို့မဟုတ်တဲ့စပွဲဒီတဲ့အသိမခံမနဲ့နောက်ပြန်လဲခဲ့တော့စတားမင်းတို့ချစ်တဲ့လူတွေငိုနေရတယ်အဘရဲ့ချမ်းသာကိုအသက်တွေရင်းနေရတန်းရလားဘာအမေမြေကကွယ်မရလားတိုင်းပြည်မင်းမရှိလို့လားမင်းတွေ့နေကြမြေပုံကြီးကတကယ်တမ်းသူတို့ရောင်းစားပြီးတာ Hey ရှေ့မှာရန်သူတွေလားမင်းရမယ်စုတစိတ်တွေလားမင်းရဲ့သေးတွေလားဒါမှမဟုတ်ထပ်တိုက်ဖို့စစ်ပွဲတွေလားနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညိုမှမရှိတဲ့မင်းလို့ပြမဲ့စစ်သားတယောက်ကိုတပ်ဖို့မကြိုးစားနေတော့စူးမြောက်ကလေးကတဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲဒီတဲ့အသိမခံပါနဲ့နောက်ပြန်လဲခဲ့တော့စစ်သားအလံထူထောင်လက်နဲ့ချမိသားစုတဲ့နိုင်ငံအတွက်အမှန်ကန်လို့ရွေးချယ်လို့ပဲ
ရှိတယ်မင်းလို့ပြမဲ့စတားတယောက်ကိုတဖို့မကြုံစားနေတော့စူးညောင်ခလုတ်ကတဲ့နေတာမင်းတို့မဟုတ်တဲ့စပွဲဒီတဲ့အသိမခံမနဲ့နောက်ပြန်လဲခဲ့တော့စတားလက်နဲ့ချပြီးပြည်သူနဲ့ပူပေါင်းမလားအသက်အလကဆုံးခံမလားတတိရှိရှိဆုံးဖြတ်ကြဖို့